အားလုံးပဲမင်္ဂလာပါရှင်ကျမတို့သတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်အောင်ဆန်းစုကြည်တည်ဆုံကြောင်းသတင်းများပြန့်နှံ့နေတော့လေတရားဝင်အတည်ပြုချက်မရှိသေးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းနဲ့ NLD အစိုးရခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တည်ဆုံခဲ့ပြီဟုဆိုသောသတင်းများသည်မကြာသေးမီကလူမှုကွန်ရက်စာမျက်နှာများနှင့်မတည်ငြိမ်သောသတင်းရင်းမြစ်တချို့မှတဆင့်ခြေပြန့်စွာပြန့်နှံ့လာခဲ့ပါတယ်။သို့သောယခုအချိန်ထိရင်းသတင်းများကိုတရားဝင်အတည်ပြုထားခြင်းမရှိသေးသဖြင့်ကောလာဟလအဆင့်တွင်သာရှိနေကြောင်းသတင်းလေ့လာသူများကသုံးသပ်ကြပါတယ်။လက်ရှိအခြေအနေအရပြည်တွင်းအာဏာပိုင်ဘက်မှတရားဝင်ထုတ်ပြန်ချက်တစုံတရာမရှိသေးတဲ့ကဲ့သို့နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းကြီးများမှလည်းရင်းသတင်းကိုအတည်ပြုဖော်ပြထားခြင်းမရှိသေးပါ။ထို့ကြောင့်ရင်းသတင်းများသည်ယုံကြည်စိတ်ချရသောအချက်အလက်များဖြင့်ထောက်ခံထားခြင်းမရှိသေးသောသတင်းများဖြစ်နိုင်ကြောင်းသုံးသပ်မှုများထွက်ပေါ်လျက်ရှိပါတယ်။နိုင်ငံရေးအခြေအနေမတည်ငြိမ်သည့်ကာလများတွင်အရေးပါသောနိုင်ငံရေးခေါင်းဆောင်များနှင့်ပတ်သက်သောသတင်းမှားများပြန့်နှံ့လာခြင်းသည်မကြာခဏဖြစ်ပွားတတ်ကြောင်းနိုင်ငံရေးလေ့လာသူများကထောက်ပြကြပါသည်။လူမြင်ကွင်းရှိမထွက်ပေါ်သည့်အချိန်ကာလကြာမြင့်နေခြင်းကြောင့်အမျိုးမျိုးသောခံမှန်းချက်များပေါ်ပေါက်လာနိုင်တော်လေရင်းအချက်တစ်ခုတည်းပေါ်အခြေခံပြီးတည်ဆုံကြောင်းသတ်မှတ်ရန်မဖြစ်နိုင်ကြောင်းလည်းဆိုကြပါသည်။လူမှုကွန်ရက်များပေါ်တွင်ပြန့်နှံ့နေသောအတိမပြုတ်နိုင်သေးသောသတင်းများနှင့်ပတ်သက်ပြီးပြည်သူအချို့ကတေချာမသိရသေးသောသတင်းများကိုမျှဝေခြင်းမှရှောင်ကျဉ်ကြရန်ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်များမှာအတည်ပြုချက်များကိုသာစောင့်ကြည့်သင့်ကြောင်းအကြံပြုထားပါတယ်။သတင်းမှားများပြန့်နှံ့ခြင်းသည်လူထုအတွင်းစိုးရိမ်ပူပန်မှုများမတည်ငြိမ်မှုများနှင့်နားလည်မှုလွဲမှားမှုများဖြစ်ပေါ်စေနိုင်သောကြောင့်သတင်းအချက်အလက်များကိုစီစစ်၍တေချာစွာလေ့လာဖတ်ရှုရန်လိုအပ်ကြောင်းလည်းထောက်ပြထားပါတယ်။ယခုအခြေအနေအရသေဆုံးကြောင်းဆိုသောသတင်းများကိုတရားဝင်အတည်ပြုနိုင်ခြင်းမရှိသေးသဖြင့်ယုံကြည်စိတ်ချရသောသတင်းရှင်းမြစ်များမှာထုတ်ပြန်ချက်များကိုဆက်လက်စောင့်ကြည့်သင့်ကြောင်းသတင်းလေ့လာသူများကအကြံပြုထားကြပါသည်။ဆက်လက်ပြီးချမ်ဖို့ပါတီကရွှေကောက်ပွဲအများစုအနိုင်ရရှိထားတော်လေအစိုးရအဖွဲ့အသစ်တွင်အခြားနိုင်ငံရေးပါတီများနှင့်တိုင်းသားများပါဝင်သောအမျိုးသားညီညွတ်ရေးအစိုးရအဖြစ်ဖွဲ့စည်းရန်ဆွေးနွေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ချမ်ဖို့ပါတီကရွှေကောက်ပွဲအများစုအနိုင်ရရှိထားတော်လေအစိုးရအသစ်တွင်အခြားနိုင်ငံရေးပါတီများနှင့်တိုင်းသားများပါဝင်သောအမျိုးသားညီညွတ်ရေးအစိုးရအဖြစ်ကြဲကြဲပြန့်ပြန့်ဖွဲ့စည်းရန်ဆွေးနွေးမှုများရှိနေကြောင်းနေပြည်တော်စစ်ပတ်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကဖြစ်ပေါ်လာမယ့်အစိုးရအသစ်တွင်ပါဝင်မဲ့နိုင်ငံရေးရှာတူဝင်ကြီးဒုဝင်ကြီးများအပါအဝင်အုပ်ချုပ်ရေးကဏ္ဍ၏အရေးကြီးသောရာထူးများတွင်အခြားသောနိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များတိုင်းသားများကိုပါထည့်သွင်းဖွဲ့စည်းရန်အဆိုပြုချက်များကိုဆွေးနွေးမှုရှိနေကြောင်းအထူးသဖြင့်ချမ်ဖို့ပါတီတစ်ခုတည်းကသာနိုင်ငံရေးရာထူးဆိုင်ရာနေရာအလုံးကိုရယူထားခြင်းမဟုတ်ဘဲအမျိုးသားညီညွတ်ရေးအစိုးရအဖြစ်ဖွဲ့စည်းရန်ဆွေးနွေးနေကြခြင်းဖြစ်ကြောင်းသိရပါတယ်အခုသိရတဲ့လောက်ကတော့အစိုးရအဖွဲ့အသစ်ကိုအားလုံးပါဝင်အောင်ဖွဲ့စည်းမယ်ဆိုတာကိုဆွေးနွေးနေကြတယ်။ဥပမာဒုတိယသမ္မတတစ်နေရာကိုတိုင်းရင်းသားကိုပေးမယ်။အဲ့ဒါကလည်းပြည်ထောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကမဟုတ်တဲ့တိုင်းရင်းသားကိုယ်စားလှယ်ပေးမယ်ဆိုတာမျိုးဆွေးနွေးနေကြတယ်လို့သိရတယ်။နောက်တစ်ခါနိုင်ငံရေးရာထူးနေရာတွေမှာအခုရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ပြည်လုံးကျွတ်နိုင်ငံရေးပါတီတွေကိုလည်းဝင်ကြီးနဲ့ဒုဝင်ကြီးလို့နေရာမျိုးတွေမှာအဆိုပြုဖိတ်ခေါ်မယ်လို့သိရတယ်။ဆွေးနွေးချက်တွေကလက်တွေ့ဖြစ်လာမလားကတော့စောင့်ကြည့်ရမယ်။အခုသိရတာကတော့အစိုးရအဖွဲ့ကအမျိုးသားညီညွတ်ရေးအစိုးရအဖြစ်ဖွဲ့စည်းမယ်ဆိုပြီးသိရပါတယ်ဟုနေပြည်တော်စစ်ပတ်ရှင်မြစ်ကဆိုပါတယ်။အစိုးရတဲ့အဖွဲ့ဖွဲ့စည်းရေးအတွက်ချမ်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးအပါအဝင်ပါတီထိပ်တန်းတာဝန်ရှိသူအချို့နဲ့မင်းအောင်လှိုင်တို့အကြားဆွေးနွေးမှုရှိနေတော့လေအစုံဖြတ်မှာမင်းအောင်လှိုင်ကသာဆုံးဖြတ်ချက်ပေးခြင်းဖြစ်ကြောင်းချမ်ဖို့ပါတီကမင်းအောင်လှိုင်အမိန့်ကိုလိုက်နာရခြင်းဖြစ်ကြောင်းချမ်ဖို့ပါတီအတွင်းမင်းအောင်လှိုင်၏စီမံချဲ့လဲမှုအပေါ်သဘောမကျမှုများရှိနေတော့လေညှင်းပယ်ခွင့်မရှိကြကြောင်းသိရှိရပါတယ်။တခြားတစ်ဖက်တွင်လည်းသမရရာထူးမြည်သူရယူမည်ကိုလက်ရှိအချိန်ထိရှင်းရှင်းလင်းလင်းတည်တည်ချာချာတိတိကျကျမသိရှိရသည်ပဲစစ်ဖက်သတင်းရင်းမြစ်များကလက်ရှိစစ်တပ်ဦးစီးချုပ်မင်းအောင်လှိုင်ကတက်ချုပ်ရာထူးကိုဆွတ်လွတ်ပြီးသမရအဖြစ်တာဝန်ယူမည်ဟုသတင်းများထွက်ပေါ်နေကြောင်းပြောဆိုပါတယ်။တမတော်ကောက်ွယ်ရေးဦးစီးချုပ်ကပဲသမရလုပ်မယ်လို့ပဲအခုအချိန်ထိတက်တွင်းထဲမှာသိထားကြတဲ့ဟုနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကဆိုပါတယ်။မြန်မာနိုင်ငံတွင်ပညာရေးအားနည်းမှုနှင့်စဉ်းစားတွေးခေါ်ဆင်ခြင်မှုမရှိ၍ခေတ်အဆက်ဆက်နိုင်ငံရေးပဋိပက္ခများဖြစ်ပွားရခြင်းဖြစ်ကြောင်းအကြံဖတ်မင်းအောင်လှိုင်ကပြောဆိုပြန်ပါတယ်။ယမန်နေ့ရန်ကုန်တက္ကသိုလ်တွင်တက္ကသိုလ်ကျောင်းဆရာဆရာမများနှင့်တွေ့ဆုံရာတွင်အကြံဖတ်မင်းအောင်လှိုင်ကထိုးသူပြောဆိုလာခြင်းဖြစ်ပါတယ်။အကြံဖတ်မင်းအောင်လှိုင်ကခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့်နိုင်ငံရေးဆိုင်ရာပဋိပက္ခဖြစ်ပွားမှုများသည့်ပ
ညာရေးဆိုင်ရာအားနည်းမှုများကြောင့်ဖြစ်သည်ဟုလည်းသုံးသပ်နိုင်ကြောင်းအတန်းပညာအသိပညာများအားနည်းမှုကြောင့်အခြားသူများ၏သွေးထိုးလှုံ့ဆော်မှုများကိုစဉ်းစားတွေးခေါ်ဆင်ခြင်မှုများမရှိတော့ဘဲလှုံ့ဆော်ကြခြင်းကြောင့်နိုင်ငံတည်ငြိမ်ရေးကိုပြတ်ပြားစေခဲ့ခြင်းဖြစ်ကြောင်းပညာရေးအားနည်းမှုသည်နိုင်ငံ၏တည်ငြိမ်အေးချမ်းမှုနှင့်စည်းကမ်းထိန်းသိမ်းရေးအတွက်များစွာအကျိုးသက်ရောက်မှုရှိသည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်းပြောဆိုပါတယ်။ရင်းပြင်မင်းအောင်လှိုင်က89နှစ်မြောက်ရှမ်းပြည်နယ်၏အခမ်းအနားသို့ပေးပို့သည့်တဝက်လွှာတွင်လည်း2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပြည်တွင်းပြည်ပပယောဂများနှင့်သွေးထိုးမြောက်ပင့်မှုများကြောင့်နိုင်ငံတော်ဝန်စုပူအကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၎င်းမတည်ငြိမ်မှုများကိုအခွင့်ကောင်းယူ၍တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ကလည်းအကြမ်းဖက်အဖွဲ့များအောင်စီယုံသိမ်းသွင်းပြီးနိုင်ငံတည်ငြိမ်မှုပြပြစေရန်လှုံ့ဆော်ခဲ့ကြောင်းအပြစ်တင်ပြောဆိုပါတယ်။ထို့ကြောင့်ရှမ်းပြည်နယ်အတွင်းရှိတိုင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်နိုင်ငံ၏ပကတိလိုအပ်ချက်ကိုသိရှိနားလည်ပြီးလက်နက်ကိုင်လမ်းစဉ်နှင့်စူပူအကြမ်းဖက်မှုများကိုဆွန်လော်ခါငြိမ်းချမ်းရေးအတွက်ဆွေးနွေးပွဲစကားဝိုင်းသို့လာရောက်ကြရန်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းလှုပ်ဆောင်ကြရန်မင်းအောင်လှိုင်ကဖိတ်ခေါ်ကြောင်းပြောဆိုပါတယ်။လက်ရှိပြည်တွင်းလက်နက်ကိုင်ပရိပခါမှာနေချက်ဗြိတိရှတို့၏သွေးခွဲအုပ်ချုပ်မှုများကြောင့်ဖြစ်ပေါ်ခဲ့ရသည့်ကိုလိုနီအမွေဆိုးများဖြစ်ပြီးယနေ့တိုင်ချုပ်ငြိမ်းမှုမရှိဘဲလူမျိုးဆွဲဝါဒဆွဲများဖြင့်ကျင်းမြောက်သည့်နိုင်ငံရေးအမြင်လူမျိုးရေးအမြင်ကိုချိုးအတ္တလွန်ကဲမှုများနှင့်အတူဖြစ်ပေါ်လျက်ရှိခြင်းနှင့်နိုင်ငံနှင့်ပြည်သူများဆင်းရဲဒုက္ခများကြုံတွေ့နေရစေဖြစ်ကြောင်းအကြံဖတ်မင်းအောင်လှိုင်ကဆက်လက်အပြစ်တင်ပြောဆိုထားပါတယ်။ဆက်လက်ပြီးနာမခစစ်ကြောင်းကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်တဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအနီးမှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF တာဝန်ရှိသူကပြောပါတယ်။ယခုဖေဖော်ဝါရီ9ရက်ကတိုက်ပွဲအတွင်းစစ်တပ်ကတေဆုံးသူ6ဦးထပ်မံရှိပြီးလက်နက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။အလားတူတိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကရဲဘော်တအုပ်တေဆုံးပြီးတအုပ်ထရန်ရရှိခဲ့တယ်လို့အသိပေးပါတယ်။နမခကနေထွက်လာတဲ့စစ်ကြောင်းကိုတိုက်တာနမခနဲ့နီးတော့နေရာကိုအသေးစိတ်ဖော်ပြလို့မရဘူး။တိုက်ခိုက်မှုအပြီးမှာနမခကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့အထက်ပါတာဝန်ရှိသူကတိုက်ပွဲဖြစ်စဉ်ကိုရှင်းပြပါတယ်။စစ်တပ်စစ်ကြောင်းထံက MA1 နဲ့ MA11 တို့သိမ်းဆည်းရရှိခဲ့တယ်လို့အသိပေးပါတယ်။စစ်တပ်စစ်ကြောင်းကတိုက်ခိုက်ခံရပြီးနမခထဲပြန်ဝင်သွားတယ်လို့ VLDF ရဲဘော်တအုပ်ကပြောပါတယ်။အဲဒီစစ်တပ်စစ်ကြောင်းကို Black Falcon ပြည်သူ့လူမျိုးရေးတပ်မတော် PLA မုံရွာခရိုင်တပ်ရင်း24တပ်ခွဲ3ကနောင်မင်းသားကြီးသွေးတောက်ညီကိုတိုက်နေကပလာဖာနဲ့နေမြေကန်အမိသားတပ်ဖွဲ့တွေစုပေါင်းပြီးစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တယ်လို့ BLDF ကသတင်းထုတ်ပြန်ထားပါတယ်။စစ်တပ်ကမုံရွာမြို့နယ်ကအဓိကလမ်းပိုင်းတွေမှာပြီးခဲ့တဲ့နှစ်ကလေးကစစ်ကြောင်းထိုးအထိုင်ကျတပ်ဆွဲခဲ့တာအပြင်မုံရွာမြို့နယ်အနီးကချောင်းဦးမြို့နယ်ကိုလည်းစစ်ကြောင်းထိုးအင်အားဖြည့်တင်းတာတွေရှိနေပါတယ်။ကျွန်မတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။